Hello မင်္ဂလာပါ Open Door Education မြန်မာ YouTube Channel မှာကြိုဆိုလိုက်ပါတယ် Like and Subscribe လုပ်ပေးကြပါယနေ့ Adobe Illustrator ကိုသုံးပြီးတော့အခြေခံပုံစံ73ကိုဒီ Symmetry Shape လေးပေါ့အဲ့ဒါလေးကိုနည်းနည်းပါးဆွဲပြမှာပါမြန်မာလိုဆိုရင်တော့ခောက်ချိုးညီခြင်းပေါ့ဒီဘဲဘက်ကပုံစံနဲ့ညာဘက်ကပုံစံနဲ့တူနေတာပေါ့ဒီ shape တွေမှာပေါ့ဒီပုံစံတွေမှာဆိုရင်ဘဲဘက်နဲ့ညာဘက်နဲ့တူနေတာဒီခြင်သိပ်ဆိုလဲဒီဘဲဘက်ကတပုံဆွဲပြီးရင်လို့ရှိရင်ဒီ Illustrator မှာဆိုရင်ဒီ reflect tool လေးကိုအသုံးပြုပြီးတော့ဒီဘက်ကိုreflect လုပ်လိုက်တာပေါ့နောက်တစ်မျိုးပြောမယ်ဆိုရင်မှန်လိုမျိုးပေါ့မှန်ကိုကြည့်မယ်ဆိုရင်ဒီဘက်ကပုံရိပ်နဲ့မှန်တဲ့ပုံရိပ်နဲ့တူနေတာပေါ့အဲ့လိုမျိုးသဘောပေါ့ဟုတ်ပြီအဲ့ဆိုရင်ဒီsymmetry ဆိုတာခောက်ချိုးညီခြင်းပေါ့ဒီသဘာဝမှာတွေ့ရတဲ့ပုံတွေပေါ့ဒီလိပ်ပြပေါ့လိပ်ပြဆိုလို့ရှိရင်လည်းဒီဘယ်ဘက်နဲ့ညာဘက်နဲ့က symmetry ဖြစ်နေတာပေါ့ခောက်ချိုးညီနေပေါ့ဒီမှာလည်းတရွက်လေးလည်းအဲ့တိုင်းပဲခောက်ချိုးညီနေဒီဘက်ကပန်းပွင့်လေးလည်းဒီမှာခောက်ချိုးညီနေအဲ့ဒါကိုပြောချင်တာတချို့ဒီကနုတ်တွေမှာလည်းအဲ့လိုမျိုးဒီဘယ်ဘက်နဲ့ညာဘက်လိုမျိုးဆွဲရလဲရှိတာပေါ့တွေ့ရဒါကတော့ဒီပကြီးတစ်ခုပေါ့နော်ဒီမှာတော့ဆွဲပြမှာတော့ဒီလိုမျိုးရိုးရိုးလေးတွေပါပဲဒီကတော့ကိုဒီပကြီးကိုလိမ့်လာလိုက်စားတယ်အဲ့ဒီအဆင့်ထီရောက်ပြီဆိုရင်လည်းဒီ Illustrator နဲ့သုံးပြီးတော့ဒီလိုမျိုးပုံစံတွေလည်းဆွဲကြည့်လို့ရပါတယ်အရင်ဦးဆုံးဒီရိုးရိုးပုံစံလေးပေါ့အဲ့လေအရင်ဆုံးစမ်းကြည့်ပါပြီးလို့ရှိရင်နည်းနည်းအဆင့်မြင့်လိပ်ပြလေးစမ်းကြည့်ပြီးလို့ရှိရင်ဒီချင်းသိပ်ပေါ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ပကြီးပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးတွေလည်းတီထွင်ပြီးတော့ဆွဲလို့ရပါတယ် Illustrator ကိုသွားပြီးတော့ဒီအခြေခံလေးတွေပေါ့နော် Illustrator ကျေးဇူးပြုပြီးတော့ဒီ YouTube Channel ကို Subscribe လုပ်ပေးကြပါ Like လည်းပေးကြပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ပြီဒီ symmetry shape တွေကိုပေါ့နော်ဒါကတော့အရင်ဦးဆုံးကိုလေ့ကျင့်မဲ့ပုံလေးတွေကိုယူသုံးတာပေါ့ဒီဟာကိုဘယ်လိုယူရဲဆိုရှေ့သင်ခန်းစာမှာတော့တစ်ခေါက်ပြောပြပြီးပြီခုနောက်တစ်ခေါက်ထပ်ပြီးပြောပြလိုက်ပါမယ်ဘယ်လိုယူလဲဆိုလို့ရှိရင်အရင်ဦးဆုံးကိုလေ့ကျင့်ခြင်းနဲ့ဒီ shape လေးတွေပေါ့အဲ့ဒါလေးကိုအရင်ဦးဆုံး Google မှာရှာလိုက်ပေါ့မဟုတ်လို့ရှင်လည်းကိုယ့်ကိုလက်တန်းပေါ့ဆွဲထားလိုက်ပေါ့အဲ့ဒါလေးကိုယူပြီးတော့သုံးပါဒီမှာဘယ်လိုယူသုံးလဲဆိုလို့ရှိရင်အရင်ဦးဆုံး Google ကနေပြီးတော့ဒီ symmetry shape ဆိုပြီးတော့ရှာပြီးတော့ဒီလိုပုံလေးတွေကိုအရင် download ဆွဲထားပါတယ် file ကိုသွားမယ် place လို့ပြောမယ်ဒီမှာ download မှာဒီမှာ symmetry shape ဆိုတော့ကိုယူထားပြီးပြီအဲ့ဒါလေးကိုယူမယ်ဒီမှာကတော့ template အနေနဲ့ပဲသုံးလိုက်ပါတော့မယ်နော် template place ဟုတ်ပြီဒီမှာlayout တစ်ချက်နည်းနည်းလေးပြောပြလိုက်မယ်နော်ဒီမှာ layer 1ဒီမှာ template ဆိုပြီးပေါ်လာပါတယ်ပြီးရင် layer 2ပေါ့ဒီ layer 2ကဒီဟာဖြစ်ပါတယ်ဒီမှာ template ဆိုရင်ဒီမှာတော်လေးခတ်ထားပါတယ်အဲဆိုရင်ဒီ template ကိုရွှေ့လို့မရပါဘူးဒီ template ကိုရွှေ့ခြင်းနဲ့ဆိုလို့ရှိရင်ဒီနဲ့တော်လေးကိုဖွင့်ရပါမယ်အခုဒီ layer 2ကဒီဟာလေးကိုတော့ delete လုပ်လိုက်တော့မယ်နော်မသုံးတော့ဟုတ်ပြီဒီ template ကိုယူပြီးတော့သုံးပါအဲ့ဒီအတွက်ဒီ template ကဒီနားလေးမှာဖြစ်နေအောင်ဒီဘက်နဲ့နည်းနည်းရွှေ့ခြင်းအဲဆိုရင်ဒီ template ကိုတွားမယ်ပြီးလို့ချင်းဒီတော်လေးကိုဖွင့်လိုက်ပါပြီးဒီမှာတစ်ချက်နှိပ်လိုက်ပါအားလုံးဒီ selection 2ကိုအရင်ရွေးပြီးတော့လုပ်သွားတာဖြစ်ပါတယ်ပြီးဒီမှာညားလေးဒီမှာဆိုရင်ညာအမဲလေးပဲပေါ်ပဲเนาะโอเคဒီ template ပေါ်တင်လိုက်လို့ရှိရင်ဒီမြားရဲ့အောက်မှာ4000
ပုံစံလေးပေါ်လာပြီဆိုလို့ရှိရင်သူ့ကိုပို့ခြင်းတဲ့နေရာကိုပို့လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခေါက်လာမယ်ညာလေးအောက်မှာလေးတောင်လေးပေါ်ပြီအဲဆိုရင် mouse ရဲ့ left click ကိုဖိပြီးတော့ကိုသွားခြင်းကိုထားခြင်းတဲ့နေရာကိုထားလိုက်လို့ရပါပြီဟုတ်ပြီဒီနေရာမှာနောက်တစ်ခုလည်းထပ်ပြီးဖြည့်ပြီးပြောလိုက်ပါမယ်အခုကိုဆွဲနေတဲ့ဒီမျက်နှာပြင်ပေါ့နည်းနည်းလေးကျင်းသွားတယ်လို့ထင်တယ်ပေါ့နည်းနည်းလေးချဲ့ခြင်းတယ်အဲ့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အခုဒီ template နေရာအဆင်ပြေပြီပေါ့နော်အဲ့ဒါအရင်ဆုံးဒီဟာကိုလော့လိုက်မယ်ပြီးရင် layer 2ကို mouse နဲ့ click လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီနားမှာ artboard 2ဆိုတာရှိအဲ့ဒါတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဒီလေးဘက်တောက်မှာဘယ်လိုအတုံးလေးပေါ်လာတွေ့လိမ့်မယ်ပြီးလို့ရှိရင်အဲ့ဒီနားကိုချင်းကပ်လိုက်ပါတွေ့လား mouse လေးကဘယ်နဲ့ညာနဲ့မြားလေးဖြစ်သွားတယ်အဲ့ချိန်မှာ mouse ရဲ့ left click ကိုဖိပြီးတော့ဒီလိုဆွဲလိုက်ပါအဲ့ဒါကိုဒီဆွဲနေတဲ့မျက်နှာပြင်ပေါ့ဒီ artboard ပေါ့နည်းနည်းကြီးသွားတယ်ပေါ့ဒီဘက်လည်းထုံနည်းလည်းကောင်းမယ်ကိုဒီမျက်နှာပြင်ပေါ့ချဲ့လို့ရပါတယ်ဆွဲနေပေါ့ဟုတ်ပြီနော်ဟုတ်ပြီဒီ shape tool လေးတွေကိုဒီ symmetry ဘယ်လိုဆွဲလဲဆိုတော့ reflect tool ကိုသုံးပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီ layer 2မှာဆွဲမယ်ပေါ့နော်ကဲဒီဟာလေးရင်ဆွဲလိုက်မယ်နော်ဟုတ်ပြီဒီနားလေးကိုအရင် zoom လေးဆွဲလိုက်မယ် control plus ဟုတ်ပြီဒီမှာတော့ pen tool လေးသုံးလိုက်ပါမယ်တော့ဒီဘက်ကိုအများလေးပြရနော်တော့ဒီမှာတစ်ခါလေးအယောင်ချဲပေးလိုက်ပြီအဲဒီ properties ကိုတွားလိုက်အယောင်ချဲထားလိုက်ရပါတယ်ဒီမှာတော့ amaze ပြလေးချဲလိုက်မယ်နော်ဟုတ်ပြီကြည့်ရပြီအဲဆိုရင်ဒီမှာဒီထိဆိုရပြီဆိုလို့ရှိရင်ဒီမှာ enter နှိပ်လိုက်ပါမယ်ပြီးရင် selection 2ကိုရွေးမယ်ပြီးရင်ဒါလေးကိုတစ်ခါဒီအလုပ်ကိုလုပ်နေတာဖြစ်တဲ့အတွက်တစ်ခါလေးရွေးလိုက်ပြီနော်ထပ်တော့နှိပ်ဆရာမလို့တော့ပြီးရင်ဒီနယ်လေးမှာဒီအခု rotate လေးပြရတယ်အဲ့ဒီမှာဖိလိုက်ပါ mouse ရဲ့ left click ကိုဖိလိုက်ပါဒီမှာ reflect tool လေးရှိတယ်ဟုတ်ပြီအဲ့မှာဒီမှာအခု vertical ပေါ့ဒီမှာ preview လေးတစ်ချက်ကြည့်ကြည့်လိုက်အဲ့ဒါရင် horizontal ဖြစ်မလားvertical ကဲဟုတ်ပြီနော်ဒီဟာလေးကို reflect tool လေးအသုံးပြုပြီးတော့ဒီဘက်ကိုလန့်လိုက်မယ်ဆိုတဲ့သဘောပေါ့ selection 2ကိုရွေးပြီဒီဟာလေးကိုရွေးမယ်ပြီးလို့ရှိရင် reflect tool ကိုသွားခြင်းဒီ rotate ရဲ့အောက်မှာဖြစ်ပါတယ်ဒီ rotate tool ရဲ့အောက်မှာ reflect tool လေးကိုရွေးလိုက်ပါပြီးလို့ရှိရင်ဒီနောက်မှာသူအကဲကိုကဒီ symmetry line လို့ခေါ်မှာပေါ့ဒီ symmetry line ကိုညွန်ပြရမှာပေါ့အကဲသူကဒီနန်းလေးမှာဆိုလို့ရှိရင်ဒီနန်းလေးကပဲလို့လှည့်သွားပါလိမ့်မယ်ဟုတ်ပြီဒီဟာကိုပို့ပြီးတော့ရှင်းသွားအောင်လို့ဒီဟာကိုအရင်ဒီဘက်မှာ copy တစ်ခုပွားလိုက်မယ်နော်ဆိုအရင်ဆုံး selection 2ကိုတွားမယ်ဒီလက်လေးနဲ့ဒီလိုလေးဆွဲလိုက်မယ်ဒါဒီလက်လေးဖြစ်ချင်တယ်ဆိုလို့ရှိရင် space bar ကို keyboard ပေါ်က space bar လေးကိုဖိလိုက်လို့ရှိရင်လက်လေးဖြစ်သွားပါပြီဟုတ်ပြီဒါလေးကိုအရင် copy တစ်ခုပွားလိုက်မယ်ဟုတ်ပြီနော်ဒီဟာကိုရှင်းသွားအောင်လို့ပြမယ်ဟုတ်ပြီ selection 2ကိုရွေးမယ်ကိုရဖြစ်ချင်တာဒီဘက်ကနေဒီဘက်ကိုပွားတာဒီလိုလေးဖြစ်သွားခြင်းတာပေါ့အဲ့ဒါကိုဒီ reflect symmetry line ပေါ့ဒီ line လေးကိုဘယ်နားလေးမှာဒီနားလေး line လေးကိုညွန်ပြရမှာပြောပြခြင်း selection 2ကိုရွေးမယ်ပြီးရင်
ကို reflect လုပ်မဲ့ဟာလေးကိုရွေးမယ်ပြီးတော့လို့ရှိရင်ဒီမှာ reflect ကိုနှိပ်လိုက်မယ်နှိပ်လိုက်တာနဲ့ဒီနေ့မှာအနီလေးတစ်ခုပေါ်လာတွေ့လားဒီမှာအနီလေးတစ်ခုပေါ်လာတယ်ပြီးလို့ရှိရင်ဒီနေ့မှာတပတ်ကလေးလေးနှိပ်လိုက်ပါဒီမှာပေါ်လာတယ်ဒီဟာကို symmetry line လို့သဘောထားပြီးတော့သူကဒီဘက်ကိုလှည့်သွားဒါကကြတော့ vertical ပေါ့ဒါ preview ဖွင့်ထားလို့ရှိရင်ကိုလှည့်မဲ့ပုံစံလေးပေါ်နေဒါဆိုရင်ကြိုပြီးတော့ကြည့်လို့မရဘူးပေါ့ဒါဆိုရင်ကြိုပြီးကြည့်လို့ရတယ်နောက်တစ်ခုကတော့ horizontal ဆိုရင်သူကဒီဟာလေးကို reflect symmetry line လို့သဘောထားပြီးဒီလိုမျိုး line လေးသဘောထားပြီးတော့ဒီအပေါ်အောက်ကိုဒီလိုလန်လိုက်တာဒီမှာကြည့်လိုက်ဒါကဒီပုံလေးကိုဒီလိုအပေါ်အောက်လန်လိုက်တာနောက်တစ်ခုကကျတော့ဒီ angle ပေါ့ဒါကကျတော့ဒီဟာကိုပဲဗဟိုပြုပြီးတော့လိုလှည့်သွားမှာ45ပေါ့preview လေးတစ်ချက်ကြည့်လိုက်ဒီပုံကနေပြီးတော့45ဆိုတော့ဒီဘက်ကိုလှည့်သွားတာပေါ့ဒီလိုရှင်ဒီလိုလှည့်ဒီလိုထပ်ခုစမ်းကြအောင်35ပေါ့ preview reflect လည်းလုပ်တယ် angle လည်းလုပ်တယ်ဒီဟာကို reflect လုပ်လိုက်တယ်လုပ်ပြီးလို့ရှိရင်ဒီဘက်ကနေပြီးတော့ဒီဘက်ကို35 degree စောင်းသွားတာအဲ့လိုမျိုးပေါ့ဟုတ်ပြီအခုဒီမှာကတော့ဒီဘက်ကိုပဲလန်လိုက်ချင်တာဖြစ်တဲ့အတွက်အားလုံးကိုဒီမှာတစ်ခေါက်ဒီဟာလေးကိုအရင်ဒီနန်းလေးကနေပြီးတော့ symmetry line ဆိုတာလေးကို order လေးနဲ့ဖိပြီးတော့ဒီနန်းမှာ mouse နဲ့ click တစ်ချက်လာဖိလိုက်ပါတော့လဲသွားပြီโอเคနောက်တစ်ခေါက်လုပ်ပြမယ်နောက်တစ်ခေါက်လုပ်မယ်နော်အားလုံးကိုဒီမှာဘာမှမရွေးထားဘူးဟုတ်ပြီကိုကဒီဟာလေးကိုဒီဘက်ကိုလန်တာဖြစ်ချင်တဲ့အတွက် selection 2ကိုရွေးမယ်ကို reflect လုပ်ချင်တဲ့ object ပေါ့အဲ့ဒါလေးကို selection လုပ်လိုက်မယ်ပြီးတော့လို့ရှိရင် reflect 2ကိုရွေးမယ်အခုဒီမှာသူ့ရဲ့ symmetry line ကဒီနန်းလေးမှာဒီ point မှာသွားပြီးတော့ reflect လုပ်မယ်လို့သူပြောတာမဟုတ်ဘူးကိုရဒီနန်းကနေပြီးတော့ဒါဒီ symmetry line ဖြစ်ပါတယ်လို့သူပြောချင်တာအဲကြလို့ရှိရင် mouse မဟုတ် keyboard order ကိုဖိထားမယ်ဒီမှာ anchor လို့ပေါ်လာလို့ရှိရင် mouse ရဲ့ left click ကိုတစ်ချက်နှိပ်လိုက်ပါအဲဆိုရင်ဒီမှာကို refresh လုပ်ချင်တဲ့ဒီ vertical လား horizontal လား angle လားကိုရွေးပေးရမယ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်နှိပ်လိုက်ပါ copy သွားလိုက်ပါအဲဆိုရင်ရသွားပါပြီအဲဆိုရင်ဒါကိုgroup ဖွဲ့လိုက်တာပေါ့ object ပြီးရင် group ဖွဲ့လိုက်တာပေါ့အဲဆိုရင် symmetry တစ်ခုပေါ့နော်ဟုတ်ပြီနားလည်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ပြီနောက်တစ်ခုစမ်းပြလိုက်မယ်နော်အကုန်လုံးတော့ဆွဲမပြတော့ဘူးဒီမြဒီအသေးပုံလေးကိုဆွဲပြလိုက်မယ်နော်ဟုတ်ပြီအဲ့တိုင်းပဲဒီမှာလဲပန်တူးကိုတုံးလိုက်ပါမယ်ဟုတ်ပြီဒီအသေးပုံလေးပေါ့နော်ပန်တူးကိုရွေးမယ်ဒီနားနေပြီးတော့ဒီနားနေဒီမှာတကွေ့ကွေ့လိုက်မှာအဲ့ဒါဒီထိပေါ့နော်ပြီးရင်ဒီထိပေါ့ဒီမှာတော့ဒီအောင်လေးကို
အဝါရောင်လေးထားလိုက်မယ်ပေါ့အဝါဒီမှာပေါ့ဟုတ်ပြီအဲ့ဆိုရင်ဒီကနေပြီးတော့ဒီကိုဒီလိုလေးဝိုင်းဝိုင်းလေးလုပ်တာဒီ anchor point 2နဲ့တုံးလို့လည်းရပါတယ်ဒီ anchor point 2ကိုရွေးမယ်ရွေးပြီးတော့လို့ရှိရင်ကိုဒီလိုကွေးကျင်တဲ့နေရာလေးကိုဖြည်းဖြည်းလေးချင်းကပ်လိုက်လို့ရှိရင်ဒီနေ့မှာ intersect လည်းပေါ်မယ်သူ့ရဲ့ဒီမြားလေးရဲ့အောက်မှာလည်းကွေးနေတဲ့ပုံစံလေးပေါ်လာတယ်အဲကြလို့ရှိရင် mouse ရဲ့ left click ကိုဖိပြီးတော့ဆွဲလာခဲ့ပါပြီးလို့ချင်းဒီ handle လေးကိုလည်းယူပြီးတော့နည်းနည်းလေးညှိလို့ရတာပေါ့ဒီပန်တူးကိုများများလေးလေ့ကျင့်လိုက်ပါအဲဆိုရင်ကျွမ်းကျင်လာပါလိမ့်မယ်ကဲရပြီကိုလိုချင်တဲ့ဒီအခုအဓိကပြောနေတာဒီ symmetry ပေါ့နော်ဒီ symmetry ပြောနေတာပြန်ပြီးတော့မမိအောင်လို့ဒါလေးပြန်ဖွင့်လိုက်မယ်နော်ဒီခောက်ချိုးညီခြင်းပေါ့ဒီ symmetry အကြောင်းပြောနေတာနော်အဲ့ဒါပုံတော်တော်များများဆွဲလို့ရှိရင်ဒီ symmetry တွေတော်တော်များများပါတယ်ဒါလေးသဘောတရားနားလည်လို့ရှိရင်ပုံဆွဲတာနည်းနည်းအထောက်အကူဖြစ်တာပေါ့ဟုတ်ပြီဒီဟာပြီးသွားပြီပြီးတော့ဒီဟာကိုဒီဘက်ကိုလှည့်ကျင်တာသဘောတရားအတူတူပဲ selection 2ကိုဒီမှာ selection 2ကိုရွေးမယ်ပြီးလို့ရှိရင်ကို reflect လုပ်ချင်တဲ့ဒီဟာလေးကို object လေးကိုဒီ line လေးကိုအဲ့လေးကိုဆွဲ selection ပေးလိုက်တာပေါ့ပြီးလို့ရှိရင်ဒီလိုဖြစ်သွားပြီနော်ပြီးရင်ဒီတိုင်းပဲဒီ reflect 2ကိုနှိပ်လိုက်မယ်သူရဲ့ဒီကိုရီးယားဒီ symmetry line ကဒီ line ဆိုတာကိုသူပြန်ပြီးတော့ညွှန်ကြားပေးရမယ်အကယ်မညွှန်ကြားလို့ရှိရင်သူကဒီနားကနေသွားပြီးတော့လှည့်မှာအဲ့ဒါကိုရှင်းရှင်းလေးဖြစ်သွားအောင်လို့တရားလေးအရင် copy တစ်ခုပွားလိုက်မယ်နော်ဒီပုံမှာထားလိုက်မယ်ရှင်းပြီးတော့ကြည့်လို့ရအောင်ဟုတ်ပြီ selection 2ကိုရွေးမယ်ကိုကဒီဟာလေးကိုဒီဘက်ကိုပွားခြင်းတာအဲ့ဒါရင်ဒါလေးကိုရွေးလိုက်ပေါ့ရွေးပြီးလို့ရှိရင် reflect 2ကိုရွေးမယ်ရွေးလို့ရှိရင်သူကဒီနားလေးမှာ point ပေါ်တယ်နော်ဒါလေးကိုပဲအရင် reflect နဲ့လုပ်ပြလိုက်မယ်နော်ဆိုတော့ဒီအပြာလေးကိုပေါ့တစ်ခေါက်လုပ်ပြပြီးပြီအခုဒီအသေးအောင်အဝါလေးနဲ့လည်းနောက်တစ်ခေါက်ထပ်ရှင်းပြတာဖြစ်ပါတယ်တူတူပါပဲဟုတ်ပြီဒီမှာဒီနားလေးမှာဒီ reflect ဒီနားလေးမှာလာပြီးတော့ double click နှိပ်လိုက်လို့ရှိရင်ဒီ reflect ဆိုရယ်ဒီ box တွေကြာလာပါလိမ့်မယ်အဲ့ဒီမှာ horizontal ရှိတယ် vertical ရှိတယ် angle ရှိတယ်ပေါ့အခုတော့ vertical ကိုဒီနားလေးမှာထားပြီးတော့ဒီလိုလှည့်တာ vertical ဆိုလို့ရှိရင်ဘယ်နဲ့ညာနဲ့လှည့်တာပေါ့ horizontal ဆိုလို့ရှိရင်အပေါ်နဲ့အောက်နဲ့ကိုလှည့်တာဒီ angle ကကျတော့ဒီ degree ပေါ့ဒီ degree နဲ့တူလှည့်သွားတာဟုတ်ပြီနော်အခုဒီမှာ vertical ဒီနားလေးမှာထားပြီးတော့ဒီပုံလေးကဒီလိုဖြစ်သွားတယ်ဟုတ်ပြီ horizontal ဆိုလို့ရှိရင်ရော horizontal ကဒီနားမှာထားပြီးတော့ဒီပေါ်ပိုင်းတွေကအောက်ကိုရောက်သွားတယ် angle ဒီ angle ကြလို့ရှိရင်အခုဒီမှာဒါ205 25ကိုသူကဒီနားကနေပြီးတော့ဒီဟာကိုအရင်ဒီဘက်ကိုလှည့်ပြီးတော့25ဖြစ်သွားတယ်ဒါလည်းပေါ့ဒီဟာကဒီနားမှာ3ညဆိုလို့ရှိရင်ဒီလိုတောက်လျှောက်လှည့်လာတာပေါ့25 degree ဟုတ်ပြီအခုဒီမှာကျတော့ဒီ vertical ကိုဒီဘက်ကိုလှည့်မှာနော်ဟုတ်ပြီကဲဒီ symmetry line လေးကဒီနားလေးမှာဖြစ်တယ်လို့ပြောချင်တာအဲကြတော့ order ကိုဖိထားမယ်ဒီနားမှာ anchor လို့ပေါ်လာပြီဆိုရင် mouse နဲ့ left click ကိုတစ်ချက်နှိပ်လိုက်မယ်အဲဆိုရင်ဒီနားလေးက symmetry line ဆိုတော့သူပြောလိုက်တာဖြစ်ပါတယ်အဲဆိုရင်ဒီ vertical ကိုရွေးမယ်ပြီးရင် preview ဖွင့်ကြည့်လိုက်ပါဟုတ်ပြီဒါဆိုရင်ရပါပြီအဲဆိုရင်ဒီsymmetry ပေါ့ဒီခောက်ချိုးညီခြင်းပေါ့ဒီပုံတွေတော်တော်များများကိုစမ်းပြီးတော့ဆွဲကြည့်လို့ရပါတယ်ဟောဒီနောက်မှာနောက်တစ်ခုကကျတော့ဒီ English လုံးပါပဲဒီခောက်ချိုးမညီဘူးပေါ့ဒီအောင်ပြောတာ
ကောက်ချိုးမညီဆိုရင်ရှေ့မှာ A လေးတစ်လုံးထည့်လိုက်ရင် asymmetry ဖြစ်သွားပြီပေါ့ကောက်ချိုးမညီတဲ့ပုံပေါ့ဒါကောက်ချိုးညီတဲ့ပုံပေါ့အဲ့ဒါကိုပြောတာဟုတ်ပြီအားလုံးပဲ bye bye